အားလုံးမင်္ဂလာပါအပင်ဘက်ကဘာကြီးမှာစနစ်တီပြိုကွဲပစ္စည်းနေချင်းကိုမထိန်ချုံနိုင်တဲ့စစ်ပွဲတွေဇီဝရေးအကြက်တဲတွေကြားထဲမှာအရာရာဆုံရှုံသွားပြီလို့ခံစားရတဲ့အခြေအနေမျိုးကိုရင်ဆိုင်နေရပြီလားဒီနေ့ချင်းလင်းတင်ပြချက်မှာတော့ဒီလိုဖျို့ဖျဲနိုင်လာတဲ့ကာလတွေမှာတော့မှလုံးဝတွန်းလို့ကြောက်ချမှုမရှိတဲ့အတွင်းစိတ်ပိုင်းဆိုင်ရာခံတက်ကြီးတစ်ခုကိုဘယ်လိုတိစောက်နိုင်မလဲဆိုတာကိုအတူတူလေ့လာသွားကြပါမယ်လူကုန်တိခတ်ကိုအခိုင်အမာဆက်လက်ထိန်းသိမ်းဖို့ဆိုတာတကယ်ကိုအရေးကြီးပါတယ်ကဲဒီအကြောင်းအရာလေးကိုစာပြီးဝင်လိုက်ကြရအောင်အားလုံးပဲတတိထားမိကြတဲ့အတိုင်းလက်ရှိကျွန်တော်တို့ဖြတ်တန်းနေရတဲ့အခြေအနေတွေကတော်တော်လေးကိုပြင်းထန်ပါတယ်။နှစ်ဆိုင်တဲ့လူမှုစီးပွားချက်တွေနဲ့လူအဖွဲ့အစည်းတစ်ခုလုံးစုပေါင်းခံစားရတဲ့စိတ်တန်ရာတွေဟာကျွန်တော်တို့ပုံမှန်တွေးခေါ်မှုပုံစံတွေကိုတဘာဝကြကြပဲပြိုကွဲသွားစေပါတယ်။ဒါဟာထိတက်တဲ့သဘောပါပဲ။လုံခြုံတယ်လို့ထင်ခဲ့ရတဲ့အရာတွေပျောက်ဆုံးသွားတဲ့အခါပြင်ပမှာဖေးဖြစ်လာတာနဲ့အမျှကိုယ့်ရဲ့စိတ်ဟာကိုယ့်အတဲ့နောက်ဆုံးကြံရတဲ့ခံတကြီးဖြစ်လာပါတော့တယ်ဒီလိုစနစ်ကြီးတစ်ခုလုံးကမောက်ကမဖြစ်နေတဲ့အကြက်တဲတွေကနေကျွန်တော်တို့စီမှာဘယ်လိုလက္ခဏာတွေပြလာတယ်လဲဆိုတာစဉ်းစားကြည့်ရအောင်။ဘွားရည်တီမို့အတွက်နာရာရှိစိုးရင်ပူပန်မှုတွေခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာမှာအလွန်အမြဲတတိထားနေရတဲ့ဖြီးစည်းမှုတွေနေ့စဉ်နဲ့များခံစားလိုက်ရပါတယ်။ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းတွေဆုံးရှုံးလာတယ်လို့မှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းတွေကြာဆင်းပြီးပင်မနှွမ်းနေတာတွေကိုထင်ရှားစွာတွေ့လာရပါတယ်။အပြင်ဘက်မှာထင်းချုံနိုင်စွမ်းဆုံးရှုံးသွားတာကအတွင်းစိတ်မှာဒုက္ခရောက်ခြင်းနဲ့ကိုယ်ကြရမဲခြင်းအဖြစ်ချက်ချင်းကိုပေါ်ထွက်လာတာပါပဲဒီလိုလုံးဝအစမပြေတဲ့အခြေအနေတွေကိုဘယ်လိုကြော်လွှားမလဲဆိုတာနဲ့ပတ်သက်ပြီးနာမည်ကျော်ဒသနကဗေဒပညာရှင်နစ်ရှိရဲ့စကားလေးတစ်ခုကိုတတိယစရာရှိပါတယ်အသက်ရှင်သန်ဖို့အတွက်အကြောင်းပြချက်ဘာကြောင့်ဆိုတာကိုသိထားသူဟာဘယ်လိုရှင်သန်ရမလဲဆိုဘယ်လိုအခြေအနေမျိုးကိုမဆိုသိခင်ကြောဖြစ်နိုင်တယ်လို့သူကဆိုပါတယ်ဒါဟာစိတ်ပညာရှင် Viktor Frankl ရဲ့အတွေ့အကြုံတွေနဲ့ဆိုရင်တိုက်ရိုက်ကိုသက်ဆိုင်နေလာပါသူဟာဂျာမန်နာဇီချွေးတဲ့စခန်းရဲ့အဆိုးရွားဆုံးအကြမ်းတမ်းဆုံးအခြေအနေတွေကနေအသက်ရှင်ကြံရက်ချေတာလေသူတို့ဒါဟာ theory သက်မဟုတ်တော့ပါဘူးလူသားတွေဖြစ်တန်ရနိုင်တဲ့အဆိုးရွားဆုံးအခြေအနေတွေအောက်မှာလက်တွေ့စမ်းသပ်အောင်မြင်ခဲ့တဲ့ရှင်တန်ရေးရန်ကြားတစ်ခုဖြစ်ပြီးမိမိရဲ့တွေးခေါ်မှုပုံစံကိုပြောင်းလဲဖြစ်သူဆိုတာအင်မတန်အရေးကြီးကြောင်းအခိုင်အမာပြသနေပါတယ်ဒီအချက်ကနေတဆင့် Viktor Frankl ရှာဖွေတွေ့ရှိခဲ့တဲ့ logotherapy ဆိုတဲ့အယူအဆထွက်ပေါ်လာတာပါလူသားတွေရဲ့အဓိကတွန်းအားဟာအဆိုးရွားဆုံးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်မှာတောင်မှမိမိဘဝရည်တည်မှုအတွက်ထူးခြားတဲ့ရည်ရွယ်ချက်တစ်ခုကိုရှာဖွေဖို့ဖြစ်ပါတယ်။သူ့ရဲ့အင်မတန်အစွမ်းထက်တဲ့နားလည်သဘောပေါက်မှုကပါလဲဆိုရင်လူတစ်ယောက်ဟာသူ့ရဲ့ပြင်ပပတ်ဝန်းကျင်ကိုအမြဲတမ်းမထိန်ချုပ်နိုင်ဘူး။ဒါပေမဲ့ဆင်းရဲဒုက္ခအပေါ်မှာထားရှိမဲ့ကိုယ်ပိုင်စိတ်နဲ့သဘောထားကိုရွေးချယ်ခွင့်ဆိုတာဟာဘယ်သူမှလူယူလို့မရတဲ့လူသားတွေရဲ့နောက်ဆုံးနဲ့အမြင့်မားဆုံးလွတ်လပ်ခွင့်ဖြစ်တယ်ဆိုတာပါပဲ။ကဲဒါကို Marcus Aurelius ရဲ့ Stoic သတ္တနာနဲ့နင်းလဲလေးရှင်းကြည့်အောင် Stoic သတ္တနာမှာဆိုရင်ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ຢာတွေနဲ့မထိန်းချုပ်နိုင်တဲ့ຢာတွေကိုလုံးဝရှင်းရှင်းလင်းလင်းကြီးခွဲခြားထားတာပါကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ຢာတွေကတော့ကိုယ့်ရဲ့တွေစုံဖက်ချက်လုံးရဲ့နဲ့စိတ်နဲ့သဘောထားတွေပါပဲမထိန်းချုပ်နိုင်တာတွေကတော့ပြင်ပကဘာရဲ့မတည်ငြိမ်မှုလေးစနစ်ကြီးတစ်ခုလုံးရဲ့အကျက်အသွေးတွေနဲ့တခြားသူတွေရဲ့လုံးရက်တွေဖြစ်ပါတယ်ပြောင်းလဲလို့မရတဲ့ပင်ပအခြေအနေတွေနဲ့ကိုယ့်ရဲ့အတွင်းစိတ်လွတ်လပ်ခွင့်ကိုတတိရှိရှိနဲ့မြင်သားပြီးခွဲခြားလိုက်ခြင်းအပြင်အချင်းဒီပင်ပရုံးကန်ရမှုတွေကိုအများကြီးကာဝယ်ပေးနိုင်ပါတယ်။ဆိုတော့မေးစရာရှိလာတာကအခုလိုပြိုကျပစ္စည်းနဲ့စနစ်တစ်ခုထဲမှာဒီလိုမြင်မာတဲ့သတ္တနာပိုင်းဆိုင်ရာယက်တိချက်တွေကိုလက်တွေ့နေစဉ်ဘဝမှာဘယ်လိုအသုံးချမလဲဆိုတာပါပဲ။စိတ်ကူးရင်စာနဲ့တသနာတွေကနေနေစဉ်အကျက်အတေးကြားမှာရှင်သန်ရတဲ့လက်တွေ့စက်ရန်တရားဆန်ဆန်ဘဝကိုဘယ်လိုများကူးပြောင်းကြမလဲဆိုတာကိုစက်ကြည့်ကြအောင်ဒီနေရာမှာကျွန်တော်တို့အရှိတိုင်းဗုဒ္ဓဘာသာရဲ့နှစ်ဆိုင်တဲ့အယူဆတွေကိုလေ့လာကြည့်အနိစ္စဆိုတဲ့သဘောတရားကိုတွားတွေ့ရပါမယ်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်အလုံးဟာအမဲမပြတ်ပြောင်းလဲနေပြီးဒီမဲတဲ့အနှစ်သာရဆိုတာလုံးဝမရှိဘူးဆိုတဲ့အချက်ပါပဲနာရာရှိစိုးရင်ပူပန်မှုတွေဆိုတာတကယ်တော့ဒီလိုအမြဲပြောင်းလဲနေတဲ့အရာတွေကိုမပြောင်းလဲဘူးဆိုပြီးသွားဖတ်တွေ့ထားတာကနေဖြစ်ပေါ်လာတာလေဒါတွေကိုဓမ္မဒိဋ္ဌံစစောင့်ကြည့်ရှုမှတ်လိုက်မယ်ဆိုရင်ကြောက်ရွံ့မှုတွေကတိပိတတာကိုရောပေါသားစေနိုင်ပါမယ်။ဒါကိုလက်တွေ့ကျင့်သုံးဖို့မဟာစီဆရာတော်ဘုရားကြီးရဲ့ရှုမှတ်ခြင်းနည်းစနစ်တွေကိုကြည့်ရအောင်။ခန္ဓာကိုယ်နဲ့စိတ်မှာဖြစ်ပေါ်လာတာတွေကိုချက်ချင်းတတိပြုမိဖို့လိုပါတယ်။ဥပမာဝမ်းနဲ့လာပြီးဆိုရင်ဝမ်းနဲ့တယ်လို့စိတ်ထွက်ခါနေ thematic ခံကြအမြဲတမ်းရှုမှတ်ဖို့နဲ့အဲ့ဒီခံစားချက်ကြီးကိုကိုယ့်ရဲ့ကိုယ်ပိုင်အမြဲတမ်းလက္ခဏာတစ်ခုအနေနဲ့မဟုတ်ပဲယာယီအခြေအနေတစ်ခုအဖြစ်ရှုမြင်ဖို့ဖြစ်ပါတယ်။ဒီလိုညံနဲ့ခါပြီးကြည့်တတ်တဲ့အလေးချင်းဟာထိတ်လန့်တုန်လှုပ်ခြင်းတွေမှာစိတ်ခံစားမှုတွေကိုအပေါ်လွှမ်းမိုးသွားခြင်းကိုအကောင်းဆုံးတားဆီးပေးပါတယ်။ဒါဟာတကယ်ကိုအရေးကြီးတဲ့အချက်ပါ။နောက်ထပ်လက်တွေ့ကြတဲ့အရန်မိုက်ကေးနီလန်တစ်ခုကတော့ James Clear ရဲ့ Atomic Habits စာအုပ်ထဲက2မိနစ်စီးမြင့်ပါပဲ။မိမိချစ်ချင်တဲ့ပုံစံကိုအခြေခံပြီး2မိနစ်ထက်မပိုတဲ့အလေးချင်းလေးတွေကိုတိစော့ဖို့ဖြစ်ပါတယ်။
အကြက်အသေးတွေကြာမှဦးနှောက်ရဲ့ဆုံးဖြတ်နိုင်စွမ်းတွေကျဆင်းနေတဲ့အခါဒီလိုတင်းငယ်တဲ့လှုပ်ရွလှုပ်ရှင်လေးတွေကမှန်ကန်စွာဆုံးဖြတ်နိုင်စွမ်းကျဆင်းမှုကိုကျော်လွှားနိုင်စေပြီးကိုယ်ပိုင်လှုပ်ဆောင်နိုင်စွမ်းကိုပြန်လည်ရရှိစေပါတယ်တကယ်ကိုအလုပ်ဖြစ်တဲ့နည်းလမ်းလေးပါဒီအချက်ကိုမြန်မာနိုင်ငံကလက်ရှိအခြေအနေတွေနဲ့တက်ရိုက်ချိဆက်ကြည့်ရအောင်မမှန်းဆိုင်ရင်စာအုပ်ကိုဘာသာပြန်ဆိုထားတဲ့ဆရာချမ်းမြေဝင်းရဲ့အမှာစာမှာဒုက္ခဆိုတဲ့ဆယံတရားရဲ့အသေးစိတ်လဲပတ်တုံတွေကိုသဘောပေါက်လာတယ်ပြဿနာတွေကိုစနစ်ကျကျရင်ဆိုင်ဖို့ပိုတိလာတယ်လို့ဆိုထားပါတယ်စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေအရန်ကိုကန့်သက်ခံရတဲ့အချိန်မှာကိုယ်တကယ်တန်ဖိုးထားတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းသိဖို့ကအလုံးကိုလိုအပ်ပါတယ်ဘာကိုဂရုစိုက်ပြီးဘာကိုလွတ်ချမ်းလဲဆိုတာဉာဏ်ပညာရှိရှိရွေးချယ်ရပါလိမ့်မယ်ဒါဆိုရင်စိတ်ဖိစီးမှုအမျိုးအစားအလိုက်ဘလို့လက်တွေ့နည်းဖြူဟာတွေနဲ့ကုစားမလဲဆိုတာကိုဒီဇာတ်လေးနဲ့ချိတ်ဆက်ကြည့်ရအောင်ဘဝရဲ့ရည်ရွယ်ချက်ပျောက်ဆုံးနေချိန်မှာ Man's Search for Meaning စောက်ကနေစိတ်နေတဘောထားပြောင်းလဲမှုကိုသင်ယူရပါတယ်လူရည်ကန်ရဲ့ကြားစင်းနေချိန်မှာ Atomic Habits ကနေအလိချင်းငယ်ဟဲ့တိဆောင်းနည်းကိုသုံးနိုင်ပြီးပူဆွေးတော့ကရောက်ချိန်မှာတော့လေဒီဆရာတော်ဖျားကြီးရဲ့ဝိပဿနာဒီပဏီကနေဓမ္မတိထံကြကြရှုမှတ်နည်းတွေကိုလက်တွေ့သုံးချနိုင်ပါတယ်ဒါဟာပြဿနာနဲ့အဖြစ်ကိုတိတိကျကျတွဲဖက်ပေးထားတဲ့လမ်းညွှန်ချက်တစ်ခုပါပဲဒသနာပိုင်းကြီးပဲလားဆိုတာမဟုတ်ပါဘူးစိတ်ခံစားမှုပိုင်းကိုပါကူစားဖို့လိုအပ်ပါသေးတယ်ဆရာမဂျူးရဲ့ဝိထုဇက်လန်းတွေနဲ့ဆရာနန္ဒအသိန်းဆိုင်ရဲ့မေတ္တာကဘာလို့စာအုပ်တွေဟာစိတ်ပိုင်းဆိုင်ရာထွက်ပေါက်ပေးခြင်းနဲ့မေတ္တာတရားပွားများခြင်းတို့ကနေတည်းကူစားမှုကိုပေးစွမ်းနိုင်ပါတယ်မေတ္တာပွားများခြင်းဟာခန္ဓာကိုယ်ရဲ့တဘာဝအန္တရာယ်ကိုရေးစနစ်ကိုတိုက်ရိုက်ငြိမ်သက်စေပြီးဒေါသနဲ့အမုန်းတရားတွေညံမှာစိတ်ရဲ့အေးချမ်းမှုကိုအစားထိုးပေးနိုင်တယ်ဆိုတာမေ့ထားလို့မရပါဘူးအခုလိုအကျဲတဲကာလတွေမှာစာအုပ်စစ်တွေကိုအဖိမသွားရှာဖို့ကခက်ခဲနိုင်တယ်လေဒါပေမဲ့ digital နည်းလမ်းနဲ့အလွယ်တကူရှာဖွေလို့ရပါတယ်ကိုရှာချင်တဲ့စာအုပ်နာမည်ကိုအင်္ဂလိပ်လိုဒါမှမဟုတ်မြန်မာလိုရိုက်ထည့်ပြီးအနောက်ကနေအပေါင်းလက္ခဏာ file type PDF လို့တွဲရေးပြီးရှာဖွေနိုင်ပါတယ် Library Genesis လိုနေရာမျိုးတွေဒါမှမဟုတ် Facebook က e-books မြန်မာဖွဲ့တွေစီကနေအလွယ်တကူ download ရယူနိုင်ပါတယ်ဒါလက်စီလိုအချိန်မှာကိုထုံးစာပေတွေကိုချက်ချင်းလက်မိဖို့အလိုလက်တွေ့ကြတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ကဲနောက်ဆုံးအနေနဲ့ဒီမိကုန်းလေးကိုစဉ်းစားကြည့်စေချင်ပါတယ်အရာအလုံးကိုဆုံးရှုံးသွားတယ်လို့ခံစားရတဲ့အချိန်မှတော့မှလူသားတွေစီမှာကြန့်ရှိနေတဲ့နောက်ဆုံးလွတ်လပ်ခွင့်ဖြစ်တဲ့စိတ်နေသဘောထားရွေးချယ်ခွင့်ကိုအသုံးချပြီးဒီနေ့မှာကိုယ့်ရဲ့လူကုန်တိခါကိုထိန်တိုင်းဖို့အတွက်ဘယ်လိုစိတ်နေသဘောထားမျိုးကိုရွေးချယ်သွားမလဲဆိုတာပါပဲမြင်ပါချင်နေတဲ့ကိုယ်လိုက်မထိန်ချုံနိုင်တဲ့တိုင်အောင်ကိုယ့်ရဲ့အတွင်းစိတ်ခံတက်ချီကိုတော့အခိုင်အမာတိစုံနိုင်တယ်ဆိုတာမိမောင်းထိုးပြရင်ဒီနေ့လေ့လာမှုကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲခွန်အားတွေအပြည့်အဝရရှိနိုင်ကြပါစေ